အာဟာရလည်းဖြစ်တယ်အရန်လည်းစားကောင်းတယ်အာဟာရလေးလို့စားပါမယ်ရှင်အဓိကပါဝင်ပစ္စည်းလေးတွေကတော့နွားနို့ရယ်ကြက်ဥရယ်ပေါင်မုတ်ရယ်ငှက်ပျောသီးရယ်ပါပေါင်မုတ်ကတော့ပူစီရထုတ်တဲ့မုံလောင်းတွေပေါင်မုတ်လေးကိုသုံးထားပါတယ်ရှင်အရင်ဆုံးပေါင်မုံလေးကိုလှီးပြီးတော့ထည့်ပါမယ်ငှက်ပျောသီးကိုလည်းအခွန်လေးခွာပြီးလှီးထည့်မယ်ရှင်ကျုပ်လေးကလုံတုံးကတော့အကာကျက်လောက်တာပဲအချိန်လေးနည်းနည်းလေးကြာသွားတော့ကျက်သွားတယ်ရှင်ကျုပ်လေးကိုလည်းအခွန်လေးခွာပြီးတော့ထည့်ပါမယ်ရှင်ချိုကြောက်တဲ့သူဆိုရင်တော့တကြားမထည့်ပါနဲ့တချိုကြိုက်တဲ့သူဆိုရင်တော့တကြားကတော့ကိုလိုဒီလောက်ထည့်လို့ရပါတယ်ရှင်စိတ်စိတ်လေးစားခြင်းလို့ကျမကတော့လူစိမ်းလေးလည်းထည့်ပါတယ်အားလုံးပြီးရင်တော့နွားနို့လေးထည့်ပါမယ်နွားနို့လေးကတော့ဆိုင်ရဝယ်လို့ရှိရင်တိတ်မကြိုက်လို့အိမ်မှာကိုယ့်ဘာသာကိုပဲကြိုပြီးတော့လှုပ်ရှားဖြစ်ပါတယ်ကဲခုဆိုရင်တော့အရန်ကိုအာဟာရဖြစ်ပြီးစားလို့အရန်ကောင်းတဲ့အာဟာရလေးရပါလို့ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတ်တာ